ပါပြေတော့မှာပါမိန်းကလေးရအရှောင်းလာပါမန်းတဲ့ပေါ်ကပြောနေမှာဟေးခေါ်နေတာရှင်ဘက်ထဲကနှလုံးသားပါအပြုံးများသွားတဲ့လူတွေကြားမှာတစ်ယောက်တည်းပါအလွမ်းတွေနဲ့ပဲလက်ချမ်းရဲ့လေးပြီးဆုံးပေါ်မှာကြောက်နေတာအမြန်လာပါမိန်းကလေးရကောင်းမလေးကဖဲမတော့မန်တကမိန်းကလေးတွေစိတ်မဝင်စားအခုလာကြည့်ဘယ်မှာလဲမပြောနိုင်တာမင်းသားမသိနေကရှိနေတာဟိုပဲရှင်ကတကြံရက်မှာတို့တယောက်ပြခဲ့ကြတာဟိုပဲရှင်ကတကြံရက်ပါအခုတော့နေမင်းမရှိလို့ယူဖို့ကမထူတော့တဲ့လိုက်ရှာရတာဘူးတော့